သားတို့သမီးတို့ရေတောင်းတက်ဖို့အချိန်ရောက်ပြီ A1D family ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဒါလို့မနေ့ကညတောင်းဖွင့်ပြီနော်ဗါလေအပျော်ကြီးလုံပြီးတော့မိတ်နေမှာဆိုလို့အဲ့ဒါ A1D family ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ဟောကျမမနေ့ကညလို့ရှိရင်တော့6နာရီလောက်ကျငါသားတို့ကျောင်းကန်းထဲမှာစောင့်နေမယ်နော်ငါသားတို့ကတော့7နာရီလောက်မှလာခဲ့နော်စောင့်နေမယ်နော် A1D family ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ကျမမင်းတို့ရဲ့အတန်းပိုင်းနော်မင်းတို့ရဲ့အတန်းပိုင်းဆိုတော့ကျမမနှောက်ပြန်လို့ A1D family ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့အတေးချာကို9ကြိမ်လောက်ယူထားပေးမယ်နော်ဟိုစတင်ကြီး6ကြိမ်ပဲရှိအောင်ဆရာမသိတယ်ဒါပေမဲ့ဆရာမ9ကြိမ်ယူပေးမယ်နော်9ကြိမ်ယူပေးမယ် A1D family ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဆရာမမလာဘူးဆိုပြီးစိတ်ကူးရေးမနေနဲ့ဆရာမအမြဲလာမှာနော်။အဲ့ဒါနေဆရာမမလာဘူးဒီမကောင်းဆိုဒီမကောင်းလည်းရတယ် A1D family ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ရှင်းနိုင်တို့ပြီးမထားသေးဘူးလားဟဲ့ရှင်းနိုင်တို့တောင်းပါရမယ်ဟဲ့ဆရာမရဲ့ရာဇဝင်ကလေဟို